ဒီနေ့ကစုံလပြည့်ဟာဗုဒ္ဓနေ့ဦးဇင်းတို့ဗုဒ္ဓဘာသာတွေသတ်မှတ်ကြ။ဘာဖြစ်လို့လဲလို့မေးလိုက်တော့ဖွားပွင့်ဟောဆံဗျာဒိတ်ခံမှတ်ရန်ကစုံလာပြီကျုံဆိုပြီးတော့ဒီလိုတော်ကောင်းတွေမှတ်တမ်းတင်ထားတာရှိတယ်။နောက်တနည်းအားဖြင့်လည်းပဲဗျာဒိတ်ဖွားမြင်ဘောဓိပင်စံဝင်နိဗ္ဗာန်ကစုံလာပဲ။ဗျာဒိတ်ဆိုတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးလေးသိင်ခြင်းနဲ့ကဘာတသိန်းကာလရဲ့အထက်ကဒီပင်ကရာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ခြေတော်ရင်းမှာဝတ်ဆင်းပြီးတော့ဗျာဒိတ်ပန်းခံယူခဲ့တာခုလိုကစုံလာပြီအဲကြောင့်မို့ဗျာဒိတ်ဆိုပြီးတော့ဒီလိုမှတ်တမ်းတင်တယ်နောက်တကနောက်ဆုံးဘဝဤဘဝရောက်တဲ့အခါပရိသတ်တွေနေပြီးတော့ဆယ်လကြာတဲ့အခါဖွားမြင်တာလည်းပဲအခုလိုကစုံလာပြီအဲ့ဒါကိုလေဒီဆရာတော်ကြီးကတန်တေယူကဆယ်လကြာသောတန်တေယူကဆယ်လကြာသောမဟာသက္ကရေ68ကျုံကစုံလာပြီတောက်ကြနေဝဲချမ်းမြေဆုံးစီလုံးမနီနိုင်မဟီလိုက်စုဖွာတော်မူသည်နတ်လူအောင်မြို့လမ်းမကိုနတ်လူအောင်မြို့လမ်းမကိုဒီလိုလေးမှတ်တမ်းတင်ထားတယ်။ဒါဥစ္စနုငယ်ငယ်ကြက်ခဲ့ရတဲ့ကြပြားလေးတွေပေါ့။တန်တေယူကဆယ်လကြာသောမဟာသက္ကရေ68ကျုံကစုံလပြေတောက်ကြနေဝဲမဟာသက္ကရေ68ခုကစုံလပြေတောက်ကြနေဖယားလောင်းပါဖြစ်တော့ဖွားမြင်တယ်။အဲကြောင့်ကစုံလာပြီးနေ့ဟာနံပါတ်2အနေနဲ့မှတ်ရမှာကမြတ်စွာဘုရားအလောင်းတော်ဖွားမြင်တော်မူသောနေ့လို့ဒီလိုမှတ်ရပါဖွားမြင်တော်မူတဲ့အခါမှာလဲထူးထူးခြားခြားအံ့ဩစရာကောင်းတာကဘုရားအလောင်းသိတ္တရမင်းသားလေးကဖွားပြီးလျင်ဖွားပြီးခြင်းပဲအဲ့ဒါလမ်းလျှောက်တယ်ခြေလမ်း9လမ်းလှမ်းတော်မူတယ်ခြေလမ်း9လမ်းလှမ်းပြီးတော့လက်ညှိုးကိုထောင်ပြီးတော့မှစကား3ခုနဲ့ကြွေးကြော်တော်မူပြန်တယ်အဂောဟမသမိလောကတလောကကြီးထဲမှာငါဟာအမျက်ဆုံးပဲအယမန္တိမဇာတိဒီဘဝဟာနောက်ဆုံးဘဝပဲ